မိကောင်းမှပန်ဖို့အတွက်မိသားသမီးတွေပန်းထွက်ခုနေပန်းကလေးတွေဘာကြောင့်ခုလဲမိပန်းမလို့တဲ့သူတို့ပြောတယ်ကြော်လိုက်ပြအပကျူသားသမီးလေမိသားသမီးလို့ပြန်ပြောလိုက်မယ်ကြောက်ကြိုင်ကငါတို့ကြောက်ရင်ဒီ90လောက်ကြာသွားလိမ့်မယ်ဆုံးချအောင်ငါတို့တိုက်နေညီရနာဟဲ့တို့တွေ့ချင်းနေကျွဲလက်ပြီးမဖြုတ်ချေသစ္စာဒီစလေးတို့တိုက်ပွဲပေါ်တန်းဒီရဲငါတို့တွေ့တယ်ဒီညစွာနဲ့ကြော်လန့်ခဲ့လေခွေးစိမ်မလဲငါတို့မကြောက်လေ